2025-26 ရာသီပရီးမီးယားလိမှာဘာတွေဖြစ်ခဲ့လဲ2025-26 ပရီးမီးယားလိဘောလုံးရာသီဟာပြီးခဲ့တဲ့မေလ24ရက်နေ့ရာသီပိတ်ပွဲစဉ်တွေနဲ့အတူအားလုံးကိုရင်ခုန်စိတ်လှုပ်ရှားစေခဲ့တဲ့ပြိုင်ပွဲကြီးကိုအောင်မြင်မြင်ဆုံးသက်သွားခဲ့ပြီပဲဖြစ်ပါတယ်ဒီရာသီဟာတသိန်းချင်းစီရဲ့အားပြိုင်မှုတွေအပြင်လိတစ်ခုလုံးအတိုင်းအတာနဲ့နီးပြွာပိုင်းဆိုင်ရာစံတင်မှုတွေတမိုင်းဝင်စံချိန်တစ်တွေထွက်ပေါ်ခဲ့တဲ့ရာသီတစ်ခုဖြစ်ပြီးတော့ဒါ25-26 ပရီးမီးယားလိနဲ့ပတ်သက်လို့စူးစီးတင်ဆက်ပေးကြပါရရှင်ချန်ပီယံလုဝဲနဲ့ Top 4 အားပြိုင်မှုဒီရာသီရဲ့ချန်ပီယံဆုကိုတော့အာဆင်နယ်နဲ့မန်စီးတီးတို့ဒါရာသီကုန်ကန်ဤအထိအကျိတ်အနယ်လူဝဲဆင်နွှဲခဲ့ကြပြီးတော့22နှစ်အကြာမှာတော့အာဆင်နယ်အသင်းပရီးမီးယားလိချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်အထူးခြားဆုံးအလှည့်အပြောင်းကတော့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ပါပဲလက်ရှိချန်ပီယံလီဗာပူးကပေါင်တန်း400ကျော်သုံးပြီးတော့အီဇက်ဖလော်ရီယန်ပြတ်တို့လိုကစားသမားတွေကိုခေါ်ယူခဲ့ပေမဲ့ရုန်းကန်ခဲ့ရပြီးအဆင့်5ပဲရရှိခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ဇန်နဝါရီလမှာယာယီနီးပြအဖြစ်စတင်ကင်တွယ်ခဲ့တဲ့မိုက်ကယ်ကားရီရဲ့လက်အောက်မှာကစားဟန်ပြန်လဲနိုးထလာခဲ့ပြီးရာသီပိတ်ပွဲစဉ်တွေမှာခြေစွမ်းပြနိုင်လို့အဆင့်3နေရာကိုအပိုင်ရယူသွားနိုင်ခဲ့ပါတယ်ချက်စီကတော့ဆိုးဝါးခဲ့ပြီးအဆင့်4နေရာကိုယူရိုပါလိချန်ပီယံအက်စတွန်ဗီလာအသင်းကရယူခဲ့တာပါပုဂ္ဂိုလ်ရေးဆိုင်ရာအတောက်ပဆုံးနဲ့သမိုင်းစံချိန်တဲ့ဒီဟာရဲ့အကောင်းဆုံးနဲ့အတောက်ပဆုံးကစားသမားကတော့မန်ချက်စတာယူနိုက်တက်ရဲ့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ပါပဲသူကရိုက်တာနဲ့ယာတီပိတ်ပွဲမှာ22ကြိမ်မြောက်ဂိုးဖန်တီးမှုကိုပြုလုပ်နိုင်ခဲ့လို့ဒါတီယာရီအွန်လီနဲ့ကီဗင်ဒီဘရိုင်းနာတို့ရဲ့အကြိမ်20စံချိန်ဟောင်းကိုကျော်ဖြတ်ပြီးတော့ပရီးမီးယားလိသမိုင်းမှာတရားဒီအတွင်းဂိုးဖန်တီးမှုအများဆုံးစံချိန်ရှင်သစ်ဖြစ်လာခဲ့ပါတယ်ဒါ့အပြင်ဘရူနိုဖာနန်ဒက်ဟာဥရောပရဲ့ထိပ်တန်း၅လိကြီးတွေနဲ့တရားဒီအတွင်းဂိုးဖန်တီးမှုအများဆုံးစံချိန်ဖြစ်တဲ့မက်ဆီမူလာတို့ရဲ့22ကြိမ်စံချိန်ကိုပါလိုက်မိသွားခဲ့သလိုပရီးမီးယားလိရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ FWA တနှစ်တာအကောင်းဆုံးဘောလုံးသမားဆုတွေကိုပါတပြိုင်နက်တည်းထိုက်တန်သိမ်းပိုက်သွားခဲ့ပါတယ်။စပ်ပီနဲ့နီးပြွာပိုင်းအားပြိုင်မှုဒါဒီယာဒီမှာပရီးမီးယားလိကလပ်အသင်းတွေဟာ Open Play တွေအပြင်တောင်းကန်ဘောနဲ့ပြစ်ဒဏ်ဘောလိုမျိုး Set Piece တွေကိုပုံမအားပြုပြီးတော့ view ဟာခင်းလာကြတာကိုတွေ့ရပါတယ်။ဒါဟာရာလက်တွေကိုအလဲပြောင်းအများကြီးဖြစ်စေခဲ့တာပါချန်ပီယံအာဆင်နယ်အသင်းဆိုလို့ရှိရင်ဆက်ပစ်တွေက16ဂိုးအထိကိုသွင်းယူခဲ့ပြီးတော့ထောင်းတန်ဘောကနေ18ဂိုးအထိသွင်းခဲ့တာကြောင့်ဒါပြိုင်ပွဲသမိုင်းမှာအများဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်တန်းစင်းစုံတိုက်ပွဲဥရောပဝင်ခွင့်တိုက်ပွဲတွေမကပဲဒါအောက်ခြေအဆင့်တန်းစင်းစုံတိုက်ပွဲတွေဟာလည်းဂျာဒီပိတ်ခန့်ဤအထိအလုံးကပါအကျိတ်နဲ့ရှိခဲ့ပါတယ်နော်တရန်ဖော်တဲ့အပါအဝင်တန်တက်ကလပ်အသင်းအချို့ဟာပရီးမီးယားလိမှာနေရာတနေရာဆက်လက်ရှင်သန်ခွင့်ရဖို့အတွက်အမတ်ပေးစရာအလဲအလတ်ကအသင်းတွေကိုဒုက္ခပေးပြီးရုန်းကန်ခဲ့ကြရတာကြောင့်ယာဒီဝက်နောက်ပိုင်းပွဲစဉ်တိုင်းဟာပရိသတ်တွေအတွက်တော့ရင်ကုန်စိတ်လှုပ်ရှားစရာအပြည့်ဖြစ်ခဲ့ရပါတယ်စပါးတင်တန်းစင်းမလို့ဖြစ်ခဲ့တာက2025-26ဘောလုံးရာသီမှာအမတ်ရစရာဖြစ်ခဲ့ပြီးတော့ယာဒီပိတ်ချိန်မှာတော့ဟူဘန်လီတို့နဲ့အတူဝက်ဆန်အသင်းတန်းဆင်းသွားခဲ့ရပါတယ်2025-26 ပရီးမီးယားလိဘောလုံးရာသီကတော့မနေ့ညကပဲအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီလာမယ့်အပတ်စနေညမှာအာဆင်နယ်နဲ့ PSG တို့ရဲ့ချန်ပီယံလိဘိုလ်လူဝဲစောင့်မျှော်နေရမှာဖြစ်ပြီးတော့ဇွန်လထဲမှာတော့4နှစ်နေမှာတစ်ချိန်တီရှုခွင့်ရတဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးကဘောလုံးကိုချစ်မြတ်နိုးတဲ့ပရိသတ်တွေအတွက်အသင့်စောင့်ကြိုနေပါတယ်